Okay ကဲအားလုံးမင်္ဂလာပါဒါလေးကတော့ကျွန်တော်တို့ဒီနေ့တဲတဲ့ကြောက်လေးဖြစ်ပါတယ်ဘယ်လိုနေထားလေးလဲဆိုတာကြည့်ရအောင်နော်ဝေသားတော့ခဏနေကြရင်တော့ငွေလာရကဲကြည့်ရအောင်နော်ကဲကြည့်အောင်Oh my god wow Okay ဒါလေးကတော့ခုံးကြလူလေးဖြစ်ပါတယ်ခုံးကြလူဆိုတာတော့ကျွန်တော်တို့အစိမ်းရဲ့အဝါရဲ့ရောပြီးမှနေနေတာကိုပြောတာဖြစ်ပါတယ်ကြောက်စီကြောက်သားလေးတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီကောင်ကတော့ခွင်လိုင်းအတိုင်းပဲရောင်းရမယ်အကြောင်းမျိုးဖြစ်ပါတယ်ဖြတ်မယ်ဆိုရင်တော့ဖြတ်ပြီးမှခေါင်းမယ်ဆိုရင်တော့ခေါင်းလို့တော့ရပါတယ်ဒါလေးရမလဲဆိုရင်တော့ပပူလေးတွေပေါ့နော်ပပူဆိုရင်တော့တော်တော်လာမဲ့အနေထားလေးရှိပါတယ်အသားတန်းစင်းကတော့အလောက်ထိတော့မမြင်ဘူးပေါ့နော်အသားတန်းစင်းကကျွန်တော်တို့ခါသားလောက်ပဲရှိပါတယ်ဒါမဲ့ lucky နော် lucky ဖြစ်သွား Oh my god wow ဒါကြောင့်ဟောငါသေး2000ဝယ်နော်ငါသေး2000ပေါ့ညပါသေးရအောင်ကဲဟုတ်ကျေးဇူးပါကဲအားလုံးမင်္ဂလာရှိတော်နေ့လေးဖြစ်ပါတယ်